အကိုပြောသလိုပဲဗျာတဲ့ IB ချေလေတာခံနေရတယ်တဲ့ဟုတ်ကဲ့ပါဗျာသား IB တိုင်းကိုယုံကြည်စိတ်ချလို့မရပါဘူးတချို့ IB တွေကအကျင့်မကောင်းတဲ့ IB တွေရှိပါတယ်အဲ့လို IB တွေဆိုရင်ကိုယ့်ရဲ့အကောင့်ထဲမှာမြတ်တာပဲဖြစ်ဖြစ် deposit အများကြီးထည့်ထားတာပဲဖြစ်ဖြစ်ပြန်ထုတ်မဲ့အခါမှာဒီပတ်စံပေးမှထုတ်ပေးတာတွေတောင်ရှိပါတယ်ဒါကကျွန်တော်စီလဲလာပြောတဲ့လူတွေရှိကြရပါတော့ကျွန်တော်ငွေထုတ်ချင်တာကျွန်တော်စီကပတ်စံဘလောက်တောင်းနေတယ်ပေါ့နော်အဲ့လိုမျိုးတွေတောင်းတဲ့လူတွေအထိပါရှိပါတယ်အဲ့လို IB တွေကြောင့် blogger လည်းသိခါကြသလိုကျွန်တော်တို့ IB တွေအများစုမှာလည်းငခုံးမတကောင်ကြောင့်လှေတလေလုံးပုတ်ဆိုတယ်လို့ပဲပေါ့နော်အဲ့ဒါကြောင့် IB ရွေးချယ်တဲ့အခါမှာတည်တည်ချာချာရွေးစေချင်ပါတယ်ကျွန်တော်အကြံပေးချင်တာကတော့ယုံကြည်စိတ်ချတဲ့ IB ရွေးမယ်ဆိုရင် VIP scenario မမှတ်ဖက်နဲ့တကယ် real market မှာ IB ကိုယ်တိုင် trade လုပ်နေတဲ့ IB မျိုးကိုပဲရွေးချယ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်တချို့ IB တွေကကြာ VIP scenario ပေးမယ်ဆိုပြီးတော့ demo အကောင့်ကြီးနဲ့သူတို့က trade ပြီးတော့ဒီ beginner တွေပေါ့နော်သူတို့စီမှာအကောင့်လာဖွင့်အောင်လို့ VIP scenario နဲ့ညှို့ဆွဲတာတွေရှိပါတယ်အမှန်တော့သူတို့က demo အကောင့်ကြီးနဲ့ trade နေတာဖြစ်ပါတယ်ကျွန်တော်တို့ကကြတော့သူတို့ demo အကောင့်နဲ့ trade နေလား standard အကောင့်နဲ့ trade နေလားဆိုတာသူတို့ပြတဲ့ trade history တွေကိုကြည့်အောင်နဲ့ကျွန်တော်တို့ကသိပါတယ် beginner အများစုကတော့ demo အကောင့်လား real အကောင့်လားဆိုတာခွဲတဲ့အောင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ယုံကြည်စိတ်ချတဲ့ IB ရွေးမယ်ဆိုရင်အဲ့ဒီ IB ကိုယ်တိုင်က real market ထဲမှာ trade နေတဲ့လူဖြစ်ဖို့အရေးကြီးပါတယ်နောက်ပြီးတော့ပြောရမယ်ဆိုရင် IB ရွေးချယ်တဲ့နေရာမှာအကောင့်ဖွင့်လို့ရတယ်ဆိုပြီးတော့ like social media ပေါ်မှာတင်နေတယ်ဒါပေမဲ့မျက်နှာမပြတာတို့လူမပြတာတို့အဲ့လိုမျိုးရေဆိုလဲယုံကြည်စိတ်ချလို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်ကိုကအကောင့်ဖွင့်ပြီးတော့ deposit ထည့်မဲ့အခါမှာကိုကပတ်စံလွှဲလိုက်ပြီးဆိုရင်အဲ့ဒီလူကဘယ်သူမှကိုကမသိတဲ့အတွက်သူတို့လိမ်ပြေးသွားမယ်ဆိုရင်လည်းခံရနိုင်ပါတယ်အဲ့ဒါကြောင့် forex trading အကောင့်ဖွင့်မယ်ဆိုရင်ယုံကြည်စိတ်ချတဲ့ IBC မှာလာဖွင့်လို့ရပါတယ်ကျွန်တော်ကိုယုံကြည်စိတ်ချတယ်ဆိုရင်လည်းကျွန်တော်စီမှာ trading အကောင့်လာဖွင့်လို့ရပါတယ်ဘိုင်အိုမှာ Telegram user name ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်